ဝမ်းနေကအဆောင်ကုန်သုံးပြီးရွှန်ကြကိုနောက်ဆုံးမှာတော့တတ်နိုင်ခဲ့ပါတယ်ဝမ်းနေကရွှန်ကြရဲ့ရွှေမျိုးတွေကိုရခဲ့ပါတယ်ဝမ်းနေကအမျိုးတွေအဆင့်ထိမြင့်တင်နိုင်ခဲ့ပါတယ်အမိသားရဲတွေကလည်းအစီရင်ကိုဖျက်ဆီးနေကြပါတယ်ဒီလိုသားချင်းချင်းခန္ဓာကိုယ်ဖျက်ဆီးခံရလို့တိုက်မိပဲအစီရင်ကြီးဟာပျက်စီးသွားကြောင်းလာရောက်တင်ပြနေပါတယ်ထနီပတီစီကဝိညာဉ်သားရဲ့ပြင်ကိုဆုပ်ယူခဲ့တယ်ဒါကြောင့်မိသားရဲအုပ်စုတွေကဝမ်းနေရဲ့တဲလွန်စောက်ကိုနေရာနှက်မှာလိုက်ရှာနေပါတယ်ဒါကြောင့်ဝမ်းနေကကြောက်ပီစီပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဝမ်းနေကကြောက်ပီပြန်ဖို့ရှုံးမော်ပင်တွေကိုအရင်ဖျက်ရမှာပါရှုံးမော်ပင်တွေကအနက်ဆိုးမကောင်းတဲ့သူတွေစုဝေးတဲ့နေရာပါဝမ်းကချင်းချင်သူတယောက်လိုက်လံဖန်ဆီးတာကိုခံနေရပါတယ်လိုက်လံဖန်ဆီးသူရဲ့အစင်းကတော့မြူတေးဖွဲ့ခြင်းလေလန်းစစ်မှာပါဝမ်းနေကဘေးနားကဖြတ်သွားမှန်းသိလို့ဝမ်းနေကိုပါလန်တိုက်ခိုက်လိုက်ပါတယ်ဝမ်းကဝမ်းနေကိုအကူအညီတောင်းခဲ့ပါတယ်ဝမ်းကသူ့ကိုယ်ပေါ်မှာထန်လီစေးလုံးရှိတယ်ဆိုလို့ဝမ်းနေကအကူအညီခဲ့တာပါလိုက်လံဖန်ဆီးသူကိုမိသားရဲတွေနဲ့အများပြီးထားခဲ့လိုက်ပါတယ်ဝမ်းနေက3ရက်ဆက်တိုက်ပြေးပြီးရှုံးမော်ပင်လေစီရောက်ခဲ့ပါပြီမိသားရဲတွေကလည်းဆက်မလိုက်နိုင်တော့ပါဘူးရှုံးမော်ပင်လေကအေးတဲ့ဖြစ်နေလို့ပါမိသားရဲတွေကအပူကြိုက်ပြီးအေးကြောက်ကြတာကြောင့်စက်ညင်ပဲဖြစ်ပြီးလိုက်နိုင်တော့တာပါ